ဂျယ်နီလို့ခေါ်တဲ့ဆယ်ကျော်သက်ရွယ်ကောင်မလေးကထူးဆန်းတဲ့အမှုချင်းတစ်ခုနဲ့မွေးဖွားလာတဲ့သူဖြစ်ပါတယ်။ဂျယ်နီကတခြားလူတွေနီးတူစကားကောင်းကောင်းပြောတတ်ပေမဲ့လူမန်းတိတဆအရွယ်ရောက်ကလေးကဘသူ့မှစကားမပြောတော့ပါဘူး။ဂျယ်နီကငွေရည်လေးနဲ့မိဘနှစ်ပါးစလုံးဆုံးရှုံးခဲ့ရပြီးတော့လက်ရှိမှာတော့ကယ်လီဖိုးနီးယားမှာပထွေးနဲ့နေနေရတာဖြစ်ပါတယ်။ပထွေးကလည်းသူဇနီးမရှိတော့တဲ့နောက်ပိုင်းမှာဂျေကန်ကန်သမီးလေးဂျယ်နီကိုမွေးစားပြီးတော့ဒီဝရီရောက်လာအောင်လို့ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ပထွေးဖြစ်သူကဒီနှစ်မှာအလုပ်ကိစ္စခီးထွက်မှာဖြစ်တဲ့အတွက်ဂျယ်နီလေးကိုထိုင်းမှာရှိတဲ့သူ့ဖွားအိမ်မှာခဏသွားနေပြီးတော့ကြောင်းတက်ဖို့နားချနေပါလိမ့်ဂျယ်နီကထိုင်းအောင်မပြန်ချင်တာကြောင့်ပထွေးပြစ်သူအတန်တိတ်ဆန္ဒပြပေမဲ့မတက်တာတဲ့ဆုံးမှာတော့ထိုင်းနိုင်ငံကအဖွားရှိရာကျေးလက်ရွာလေးစီကိုထွက်လာခဲ့လိုက်ရပါတော့တယ်ဂျယ်နီလေးကဆုံးသွားတဲ့သူ့အမေနဲ့ရုပ်ရမ်းတူလို့အဖွားပြစ်သူရဲ့တဲတဲလို့ချေချင်းကိုခံနေရပါလိမ့်ဂျယ်နီဘလောက်ပဲဆိုဘလောက်ပဲဂယုမဆိုင်တဲ့ပုံစံတွေလုပ်နေပါစေအဖွားဆုံးကြိုင်ကတော့မိမလေးကိုစကားတွေပွားစီပြောရင်းအယောတဝေမဲ့နေခဲ့ပါလိမ့်မိဘနှစ်ယောက်မျိုးတွေကနေလိုင်းကားစီးလာပြီးတော့ရွာဝင်လန်းလေးမှာဆင်းနေခဲ့လိုက်ပါတယ်ရွာထဲတော့လမ်းကြုံကားတစ်စီးနဲ့ပဲဖြစ်သလိုလိုက်လာခဲ့ပြီးခရီးထက်ဆက်လာတာပေါ့ဒါမှမဟုတ်ဘုံရောဆိုတဲ့ကောင်လေးတယောက်ကသူများပိုင်တဲ့လေရီအင်းနေတဲ့မှာငားဆင်းများနေပါတယ်လေပန်ရှိရဲ့မြီအာခစ်ကတငိန်းတိုင်းနဲ့ရောက်လာပြီးတော့သူ့ဖိုးလေထဲမှာငားခိုးများနေဘုံရောကိုလိုက်ဖမ်းကြပါတယ်ဘုံရောကကျွဲစီးပြီးထွက်ပြီးတော့တရေသားလေးအာခစ်ကလည်းကျွဲနဲ့ပြန်လိုက်ပါတယ်ကလေးကပြင်းလွှိုင်းနဲ့ရွာဝင်ကားလမ်းတစ်ဘေးကိုရောက်လာကြပြီးဒီဖြစ်ပျက်ကိုကားပေါ်ဂျီနီလေးကလည်းတွေးလိုက်တာပေါ့ကျွဲစီးနဲ့အာခစ်ကိုတွေးတော့ဂျီနီလေးကသဘောကျပြီးတော့သူ့မှာပါလာတဲ့ tablet လေးနဲ့ဓာတ်ပုံရိုက်ထားလိုက်ပါတယ်အာခစ်ကလည်းသူ့ကိုဓာတ်ပုံလှမ်းရိုက်နေတော့သတိထားမိသွားတာကြောင့်ဂျီနီကိုပြုံးပြီးတော့စိုက်ကြည့်နေခဲ့ပါတယ်ခဏကြာမှတော့ဂျီနီတို့မြီးဖွားနှစ်ယောက်အိမ်ကိုရောက်လာပြီးတော့ဦးလေးအတော်လေးလာကြိုပါတယ်ရွာအောင်မလာခြင်းပဲလာလိုက်ရတဲ့ဂျေကန်ကန်ဂျီနီလေးကတော့ဘသူမှဖတ်မလို့ပဲစူပုတ်နဲ့မျက်နှာဘေးနဲ့ကားပေါ်ဆင်းလာပါတယ်ရွာအောင်ရောက်တဲ့ပထမဆုံးရက်မှာရင်ဂျီနီကစိတ်မပြောတာကြောင့်ထမင်းလဲစားမွေနဲ့မှိုင်တွေကြီးဖြစ်နေတာပါညနေပဲရောက်တော့ဂျီနီတယောက် tablet ထဲမှာခန်းစားချက်တွေခြာရေးထားလိုက်ပြီးတော့စိတ်ပြေလက်ပြောက်ဘတ်စကတ်ဘောကစားနေခဲ့ပါတယ်အဲ့ရဝင်ချိန်မှာလဲဦးလေးတွေအတော်တွေရဲ့ဟောက်တန်တွေကြောင့်ဂျီနီတို့စိတ်နှောက်ယှက်ဖြစ်ရပြီးတော့တော်တော်နဲ့အိတ်လို့မရခဲ့ပါဘူးဒီလိုနဲ့နောက်နေ့မနက်ကိုရောက်လာချိန်မှာတော့အဖွားပြည့်သူကဂျင်းနီကိုကြောင်းလိုက်အပ်ပေးပါတယ်ကြောင်းသွားတဲ့လမ်းလျှောက်လုံးမှာလည်းအဖွားစုံကြိုင်ကတွေးသမျှလူတိုင်းကိုသူမိမလေးဂျင်းနီနဲ့မိတ်ဆက်ပေးနေတာပါဂျေးလက်ရွာလေးတရွာကအထက်တန်းကျောင်းဖြစ်တာကြောင့်လူတန်းစားပေါင်းဆိုရင်သားသမီးတွေကျောင်းလာတက်ကြတာပေါ့အတန်းမစားခင်မှာတော့ဆရာမကအသေးရောက်လာတဲ့ဂျင်းနီလေးကိုအတန်းပေါ်ကလေးတွေနဲ့အရင်ဆုံးမိတ်ဆက်လိုက်ပါတယ်ဂျင်းနီထိုင်မှုနေရာချပေးနေတော့မှပဲဘုံရောက်ကအခန်းထဲကိုပေဒီပေဆုပ်ပုံစံနဲ့ဝင်ချလာပါတယ်ဆရာမအမြဲတမ်းကြောင်းနောက်ကြတဲ့ဘုံရောက်ကိုအပြစ်ပေးတဲ့အနေနဲ့ဘေးဒဏ်ကိုက်ပြီးတော့အတန်းပြင်မှာ10မိနစ်မတ်တက်သွားရက်ခိုင်းလိုက်ပါတယ်။ဒိုနဲ့ဆာဆာတင်နေမှာတော့စိမ့်ပါတဲ့ဂျင်းနီလေးကဗရင်းပေါက်ကနေကြောင်းပြုံပဲငေးကြည့်နေခဲ့တာပါ။ဆရာမအပြစ်ပေးတာကိုခံလန်းတဲ့ဘုံရောက်လေးကလည်းကြောင်းလှစ်ပြီးတော့ရွာထဲကိုထွက်ပြေးသွားပါပြီ။ကျောင်းစင်းကြီးရောက်တော့အာခစ်ကဂျင်းနီကိုတင်းနှီးနဲ့စကားလာပြောပါတယ်။ဂျင်းနီကစကားပြန်မပြောပေမဲ့အာခစ်လိုခက်ချောချောကောင်လေးကသူမရေးတူနဲ့လာပြီးတော့မိတ်ဆက်တာကြောင့်ကြိတ်ပြီးတော့ကျေနပ်နေပါတယ်။အာခစ်ကလည်းစကားနဲ့မိန်းကလေးတွေကိုသူသဘောကျတယ်လို့ပြောလိုက်တော့ဂျင်းနီကတောက်လက်ဆအေးပလင်းလေးကိုလက်ဆောင်ပေးခဲ့လိုက်ပါတယ်။ဒါမှမဟုတ်ကြောင်းလိပြီးတော့ကျွဲတကောင်နဲ့ငါးသွားများနဲ့ဘုံရော်လေးကအဖေဖေသူမမြင်အောင်အိမ်ကိုတိတ်တိတ်လေးပြန်သွားပါတယ်။ဘုံရော်အဖေဘုံလူဟာကအရက်တော်မှအကျွေးဝယ်တော့တဲ့ရှက်ကီမန်းဖြစ်တာကြောင့်တားဖြစ်သူသိပ်ပြီးတော့ဂယုမဆိုင်ပါဘူး။အရက်ရောင်းတဲ့မိန်းကလေးကလည်းဘုံလူဟာဘလောက်ပဲအကျွေးဝယ်တော့လူရင်းနေဖြစ်နေကြအောင်တီးခံပေးရှာပါတယ်။အားကြောင့်ဘေးမှာရှိနေအာခေအဖိုးဖူရိုင်ကဒီတိုင်းသာဆက်ရောင်းပေးနေအရင်ပြုတ်လိုက်မယ်ဆိုတော့အရက်ရောင်းတဲ့မိန်းကလေးကိုလာသတိပေးရပါတယ်။တော်သေးဖြစ်တဲ့ဖူရိုင်ကရက်ဆိုင်ကလေးကိုရင်းနှီးထုတ်ပေးထားတာကြောင့်ဆိုင်ရှင်မျိုးသမီးလည်းဖူရိုင်ပြောသမျှကိုခေါင်းငုံခံနေလိုက်ပါတယ်ညနေခင်းဘက်ရောက်တော့ရွာဦးကျောင်းမှာတရားပွဲရှိတာကြောင့်ဖူရိုင်နဲ့အာခစ်တို့မြည်ဖိုးရောက်လာကြပါတယ်ဂျန်နီနဲ့သူ့ဘွားလည်းတရားနာဖို့ရောက်လာတာကိုတွေ့တော့အာခစ်ကဂျင်းနီကိုနောက်တစ်ခါသွားပြီးတော့နှုတ်ဆက်ပြန်ပါတယ်တရားပွဲစားချိန်ရောက်တော့အားလုံးကဘုံကြီးရှိမှလက်အုပ်လေးတွေချီတရားငြိမ်ငြိမ်လေးထိုင်ပြီးတော့နာနေကြပါတယ်အဲ့ချိန်မှာပဲဘုံရရောက်လာပြီးတော့တရားနာနေတဲ့မိန်းမကြီးတယောက်အိတ်ထဲကနေပတ်စံတွေကိုအလစ်တုပ်သွားခဲ့ပါတယ်ဘုံရလွဲကိုဂျင်းနီနဲ့အာခစ်လည်းမြင်လိုက်ပြီးတော့အာခစ်ကချက်ချင်းပဲအနောက်ကနေလိုက်သွားလိုက်ပါတယ်ဘုံရကတော့သူ့ပြည့်သူသိတော့အာခစ်တို့လက်ကနေလွန်အောင်ခြေကုံတုပ်ပြီးတော့ပြေးတော့တာပါအာခေကလည်းចောင်းသားတစ်တိုင်းနဲ့အစံပြတ်လိုက်ကြရင်လည်းဘုံကြီးကျောင်းအနောက်ကဒေါ်တွေကိုရောက်လာခဲ့ပါတယ်။ဘုံရောကဘုံကြီးကျောင်းတစ်တိုင်းကိုကြော်ပြီးတော့ထွက်ပြေးတော့အာခေတို့အဖွဲ့ကလည်းမျက်ခြေမပြတ်အောင်ဆက်ပြီးတော့လိုက်လာပါတယ်။ပြင်းလွှိုင်းတဲ့လေကွင်းထဲကိုရောက်လာချိန်မှာတော့ဘုံရောကသူခိုးလာတဲ့ပတ်စံတွေကိုလေထဲမှာလွတ်ပစ်ခဲ့လိုက်ပါတယ်။အာခေရဲ့တငယ်ချင်းတွေကလည်းငွေတွေကိုမြင်တော့အလူရက်ကုန်းကောက်နေတာကြောင့်အာခေကပဲပြန်ဆွဲခေါ်လာလိုက်ရပါတယ်။ဒိုနဲ့အာခေတို့အဖွဲ့နောက်ကျကြံနေကြတော့မှပဲဘုံရောကသူ့ရဲ့ကျွဲပြူယူစီးပြီးတော့ထွက်ပြေးသွားပါတော့တယ်ဘုံရောအိမ်ပြန်ရောက်လာချိန်မှာတော့သူမိဘတွေရံပြည့်စကားများနေကြတဲ့အတန်ကိုကြားလိုက်ရပါတယ်။ဘုံလူကသူသားအကြောင်းမတက်ဘဲနဲ့ဖူအိုင်တို့အင်းထဲမှာငါးခိုးမြားနေတဲ့ကိစ္စကိုသိတာကြောင့်တားပြည့်သူပါစူငောင်းလိုက်ပါတယ်။ဇနီးတယ်လည်းဘုံလူကအလုပ်ကောင်းလုပ်ပြီးတော့မိသားစုကိုစောင့်ရှောက်ရင်သူမလည်းထမင်းတက်နဲ့စားဖို့တခြားလူတွေစီကနေသွားပြီးတော့တောင်းစရာမလိုတော့သလိုဘုံရောလေးလည်းအခုလိုပုံစံမျိုးဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောပါတယ်။အဖေပြည့်သူသုံးမကြအတွက်ဘုံရောတို့မိသားစုလေးကအခုလိုစင်းရဲနှက်ပြီးတော့ကြက်တဲနေတာဟာဘုံရောရဲ့တက်သက်ရှိနေပါပြီ။
ဂျင်နီကအိမ်ပြန်တော့ထုံးစံတိုင်းသူမရဲ့တက်ဘလက်လေးထဲမှာခန်းစားချက်တွေချရေးပြန်ပါတယ်နောက်နှစ်ရက်နေသူမရဲ့မွေးနေ့ရောက်ပြီဖြစ်တာကြောင့်မွေးနေ့ရက်ကလေးကိုဒီလိုဝေးလံခေါင်ပြားတဲ့ရွာကြီးမှာမကုံဆုံးခြင်းကြောင်းကို diary ရေးနေခဲ့တာပါတက်တဲ့ဆိုင်တက်ဘလက်ကလည်း battery 5% ပဲကျန်တော့တာကြောင့်အားသွင်းဖို့အတွက်အိမ်ထဲမှာပလက်ပေါက်လိုက်ရှာပါတယ်တက်ဘလက်အားသွင်းကြိုးကအိမ်မှာရှိတဲ့ပလက်ပေါက်နဲ့အစင်မပြေတာကြောင့်ဘလို့မှအားသွင်းလို့မရပဲဂျင်နီတယောက်ဒေါသထွက်နေပါတော့တယ်ဒီလိုနဲ့ညောင်းလာတော့လေလူကြီးတွေဟောက်တန်ကြောင့်ဂျင်နီခင်ဗျာညာနန်တတီအိမ်မပြောနိုင်ဖြစ်နေခဲ့ရပြန်ပါလိဂျင်နီကြောင့်အိပ်ပျော်သွားချိန်မှာတော့အမေဖြစ်သူနဲ့ပတ်သက်ပြီးအိမ်မက်ဆိုးတွေမတ်နေခဲ့ပါလိဂျင်နီရဲ့အိမ်မက်ထဲမှာသူ့အမေကိုကြောက်စရာနတ်ဆိုးကြီးတကောင်ဆွဲခေါ်သွားတာတွေ့လိုက်တဲ့အတွက်ဇောကျွေးတွေပြန်ပြီးတော့လန့်နိုးလာပါလိကိုနဲ့မြင်းနေတဲ့ပတ်ဝန်းကျင်မှာနေရတာကြောင့်ဂျင်နီတို့စိတ်လှုပ်ရှားစရာတွေတော်တော်များများဖြစ်နေခဲ့တာပါမိုးလင်းသွားတဲ့ချိန်မှာတော့ဂျင်နီကသူ့အားသွင်းကျိုးနဲ့အစင်ပေမဲ့ပလက်ပေါက်ကိုဝယ်ဖို့ဈေးထဲမှာလိုက်မေးပါလိဒါမဲ့စကားလည်းမပြောဘဲနဲ့ခြေရန်လက်အနေနဲ့လှုပ်ပြနေရကြောင်းဂျင်နီပါကိုဆိုလိုချင်မဲ့လဲဆိုင်ရှင်ကနားမလဲပါဘူး။ကြောင်းရောက်လာတော့လေဂျင်နီကြောက်စာအုပ်စိတ်ဝင်စားပဲနဲ့မှိုင်းတွေဖြစ်နေခဲ့ပါလိ။အိမ်မှာရှိနေအဖွားနဲ့ဦးလေးတွေဒေါ်ရီကတော့ဂျင်နီရဲ့ဘောလုံးကိုအထူးဆန်းလုပ်ပြီးတော့အလူရက်ကစားနေကြပါလိ။ဆီယမဂျင်နီကိုစာမင်းနေတော့မှထုံးစံတိုင်းဘွန်ရော်လေးကနောက်ကျမှအတန်းနဲ့ရောက်လာပြန်ပါလိ။ဘလို့ဆုံးမလို့မှနားမွေနဲ့ဘွန်ရော်ကိုဆီယမတိုင်ကနာကြီးဖြုတ်ပေးလိုက်ပြီးတော့ဘယ်ချိန်ရှိပြီလဲဆိုတာဒရန်လုံးကြောင်းအော်ပြောရမယ်လို့အပြစ်ပေးလိုက်ပါလိ။ဘွန်ရော်ကဘာတမ်းမှမထွက်ပဲပေကက်လုံနေကြအောင်ဆီယမကဒေါသထွက်ပြီးအားရှိပါရှိဇူငေါနေချိန်မှာပဲဂျင်နီလေးကဘွန်ရော်ရဲ့လက်ကိုဆွဲပြီးအတန်းထဲကနေထွက်ပြေးသွားပါတော့တယ်။နာကြီးလည်းပြုတ်ကြပြီးတော့မှန်နေကွဲကုန်တာကြောင့်ဆီယမအောင်အတန်းထဲကကလေးတွေပါမှင်သက်ကုန်ကြတော့တာပါ။တစ်ဖက်မှာတော့ဘွန်ရော်နဲ့ဂျင်နီတို့ကကျောင်းထဲကနေပါပြေးထွက်လာကြပြီးရွာတွေကလယ်ဝင်းတွေစီကိုရောက်လာကြပါတယ်။ဒီတနေ့ဖို့တော့ဘွန်ရော်နဲ့ဂျင်နီတို့ဆီယမကိုဂလန်ဆန်လုပ်ပြီးတော့ပေါ်တင်းကျောင်းလစ်လာခဲ့ပါပြီ။ဘွန်ရော်ကသူ့ရဲ့ကျွဲပြူကြီးနဲ့ခွေးကလေးရှိရာကိုထွက်သွားခဲ့ပြီးတော့ဂျင်နီကတော့အိမ်ကိုပဲတန်းပြန်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ကျောင်းမှာပြဿနာရှာခဲ့တဲ့ဘွန်ရော်ကိုသူ့ဖေဘွန်လူဟာကကြိမ်လုံးနဲ့ရိုက်ပြီးတော့မှတ်လောက်သားလောက်ဆုံးမပါတော့တယ်။ဘွန်ရော်ကတော့ဘာတမ်းမှမထွက်ပဲဖေရိုက်တာကိုပဲကြိတ်မိတ်ခံနေခဲ့ပါလိအိမ်ပြန်ရောက်လာတဲ့ဂျင်နီလေးကတက်ဘလက်အားကုန်နေရကြောင်းအပင်အောက်မှာဒန်းစီရင်ပြင်းချောက်ညနေခင်းတစ်ခုကိုဖျက်တမ်းလိုက်ရပါတယ်ညမှာတော့ဘွန်ရော်လေးကကျွဲပြူပြူမှာတရှုံရှုံငိုရင်းနဲ့သူ့ကြောမြင်မောကနာကျင်မှုတွေကိုဖြေဖြောက်နေခဲ့ရှာပါတယ်ဂျင်နီကတော့လူကြီးတွေအိမ်နေတော့မှထွက်ပြေးဖို့ကြံစီနေခဲ့တာဖြစ်ပြီးအဖွားဖြစ်သူရဲ့ပတ်စံရည်ထဲကငွေတချို့ကိုလည်းခိုးလာခဲ့လိုက်ပါတယ်ပတ်စံနိုင်နေချိန်မှာပဲသူ့မွေးနေ့အတွက်အဖွားဖြစ်သူကရောင်းဆုံးခဲတံဘူးလေးဝယ်ပေးထားတာကိုတွေးလိုက်တော့ဂျင်နီလည်းအဖွားကိုနည်းနည်းတော့အားနာသွားမိပါတယ်ဒါမှလည်းမနှက်ဖြန်မှာကြောက်လာမယ်မွေးနေ့ရက်ကလေးကိုဒီရွာမှာပဲပြင်းကြီးနဲ့မကုံဆုံးကျင်တဲ့ဂျင်နီကတော့ခဲတံဘူးလေးပါထည့်ယူလာပြီးတော့ထွက်ပြေးဖို့ပဲဆုံးဖြတ်လိုက်တာပါဂျင်နီကညဘက်ကြီးလမ်းပေါ်တယောက်တည်းထွက်လာခဲ့ပြီးတော့ကားစီးနဲ့လမ်းကြုံတက်လိုက်သွားခဲ့ပါတယ်ကံကောင်းကျင်တော့ကားသမားကရွာမှာဓာတ်ပုံလာရိုက်တဲ့နိုင်ငံသားဖြစ်နေရကြောင်းဂျင်နီကိုတက်ဆိုင်ရဲစခန်းမှာသွားအပ်ခဲ့ပြီးတော့အုတ်ဒိန်းသူတွေစီကိုအကြောင်းကြားခဲ့ပါတယ်ခဏကြာတော့အဖွားစုံကြိုင်တို့ရဲစခန်းကိုရောက်လာပါတော့တယ်အဖွားစုံကြိုင်ကသူမိမလေးဂျင်နီပတ်စံတွေခိုးပြီးတော့ထွက်ပြေးလာတဲ့အကြောင်းကိုသိလိုက်ပေမဲ့မိပြသူပေါ်တစ်စက်မှစိတ်ဆိုးတာမျိုးမရှိဘဲမိမလေးဘာအန်ရဲမှမဖြစ်တာကိုပဲဝမ်းသာနေခဲ့တာပါအိမ်ပြောင်းတော့အဖွားဆွမ်ကြိုင်ကဂျစ်ကန်ကန်ဂျင်နီလေးကိုသူ့အမေเจ้าနေပြန်ပြောရင်းနဲ့လိမ်မအောင်နားချပါတယ်ဂျင်နီရဲ့အမေငယ်ငယ်တုန်းကလည်းဂျင်နီလိုပဲစကားအရန်နေပြီးတော့ပြန်မပြောနားမထောင်ဂျစ်ကန်ကန်မိန်းကလေးတယောက်ပဲဖြစ်ပါတယ်ရွယ်ရောက်လို့အိမ်အောင်ကြပြီး2နှစ်လောက်ကြာမှတော့ဂျင်နီလေးကိုမွေးခဲ့တာပါဒါပေမဲ့ဂျင်နီလေး3နှစ်သမီးရွယ်လောက်မှာပဲခင်မုန်းတရားဆုံးမသွားတာကြောင့်ဂျင်နီတို့သားမီး2ယောက်ခိုးရမယ်ဖြစ်ခဲ့ရပါတယ်တပင်လဲမှုတပင်ထူဆွဲတိုင်းမဲ့ဂျင်နီရဲ့အမေဟာနိုင်ငံသားတယောက်နဲ့အိမ်အောင်ထပ်ပြူပြီးတော့ကိုဝင်ထပ်ရခဲ့ပါတယ်အဲ့ချိန်ဆရာဝန်တွေကဂျင်နီရဲ့အမေဟာကိုဝင်ဆောင်မှုလုံလောက်တဲ့အားရမရှိတာကြောင့်အသက်အန္တရာယ်ဆိုးရာကြောင့်သတိပေးခဲ့ပါလိအဖွားဆုံးကြိုင်ကလည်းသူသမီးကိုကိုဝင်ဆက်လွယ်မထားဖို့ဖြောင်းပြပေမဲ့ခေါင်းမာတဲ့ဂျင်းနီရဲ့အမေကတော့လက်မခံခဲ့ပါဘူး။တို့နဲ့ကိုဝင်လွယ်ထားတဲ့ကာလပတ်လုံးဂျင်းနီရဲ့အမေဟာတီးတတာအားကုန်ဆုပ်ယုပ်လာပြီးတော့မကြမ်းမမာဖြစ်လာပါတော့တယ်။ကိုဝင်ရင်မာလာချိန်မှာတော့ဘလို့မှမခံနိုင်တော့တာကြောင့်ဂျင်းနီရဲ့အမေဟာဆုံးပါသွားခဲ့ရပြီးတော့ဂျင်းနီလေးကလည်းအဲ့ချိန်ကစားလို့ပထွေးနယ်ပဲအတူတူဘဝကိုနေခဲ့ရတာပါ။အဖွားဆုံးကြိုင်ကဂျင်းနီလေးကိုသူ့အမေအကြောင်းတွေပြောပြလိုက်ချိန်မှာတော့ဂျင်းနီလေးခင်ဗျာဝမ်းနဲ့မျက်ရည်တွေကျလာပါတော့တယ်။ကိုချိန်မှာဂျင်းနီလိန်မိုင်းတမလုံးကအမေဖြစ်သူလဲဂျင်းနဲ့နေမှာပါဆိုပြီးအဖွားဖြစ်သူကဆုံးမတော့ဂျင်းနီလေးကအဖွားကိုဖတ်ပြီးတော့ငိုပါတော့တယ်။အေးအောင်ဝင်နေရောက်တော့လဲဂျင်းနီကအဖွားဆုံးကြံဖက်အိတ်ခဲ့ပြီးတော့အဖွားဖြစ်သူရဲ့မြစ်တာတွေကိုတဖြည်းဖြည်းနဲ့နားလေလာခဲ့တော့တာပါ။နောက်နေ့မှာတော့အဖွားဆုံးကြံကအเจ้าကိုလိုက်လာပြီးတော့ဆီယာမကိုဂလန်ဆန်လုပ်ခဲ့တဲ့ဂျင်းနီစာတောင်းပန်စကားပြောပြခဲ့ပါတယ်။ဘုံတော်လေးကလည်းเจ้าသွားမယ်စာဖူရိုင်းရဲ့အင်းထဲမှာကိုးပန်လာတဲ့ငါးတွေကိုဈေးထဲမှာသွားရောင်းနေခဲ့တာပါ။ဆီယာမစာတင်ချိန်မှာဂျင်းနီလေးကထုံးစံတိုင်းစာလိုက်မကြည့်ပဲသူမအိမ်မထဲကနတ်ဆိုးကြီးရဲ့ဘုံကိုဆွဲနေခဲ့ပါတယ်။အာခိကလည်းစာမလုပ်ဘဲနဲ့ဘုံဆွဲနေကြဂျင်းနီကိုဆဲဆူးနဲ့လှမ်းကြည့်နေခဲ့ပါတယ်။ကျောင်းစင်းနေရောက်တော့ဂျင်းနီကအိမ်မပြန်မဲစပိန်တွေကိုစီနဲ့ထွက်သွားကြတဲ့အာခိတို့တငယ်ချင်းတတိုက်နောက်ကိုလိုက်သွားပါတယ်။အာခိတို့ကတကောင်ကျွဲလေးဘုံရောက်ကိုအနိုင်ကျင့်မှုထွက်လာကြတာပါ။အာခိကဥဆောင်ပြီးတော့ဘုံရောက်ကိုတွန်းလိုက်ကန်လိုက်နဲ့နိုင်တက်စီနေလုံးနေချိန်မှာတော့ဂျင်းနီလေးကရောက်လာပါတယ်။ဂျင်းနီကိုမြင်တော့အာခိတို့တငယ်ချင်းတိုက်ကသူတို့မှုတ်တဲ့အတိုင်းပဲဘုံရောက်ကိုဆွဲထူပြီးတော့ဘုံတွေခါပေးလိုက်ပါတယ်။အာခိကဂျင်းနီကိုနှုတ်ဆက်ပြီးတော့ပိုင်ဆိုးပိုင်နေနဲ့
ဂျင်းနီလက်ထက်ကပကြီးကားကိုဆွဲယူလိုက်ပါတယ်ဂျင်းနီကပကြီးစာအုပ်ကိုပြန်လူတော့အာခီတို့အဖွဲ့ကကောင်းကောင်းပြန်မပေးပဲစာအုပ်ကိုတယောက်လဲစီပြေးပေးနဲ့စနှောင့်နေကြတာပါဂျင်းနီလည်းစိတ်တိုပြီးတော့အာခစ်ကိုအားပြေးနဲ့တစ်ဆက်ထိုးချလိုက်တော့အာခစ်များမြေပေါ်ခွေခွေလေးလဲကျသွားပါတယ်အဲနောက်ဂျင်းနီကအာခစ်ပေါ်တက်ခွာပြီးတော့ဒေါသကြီးနဲ့လှိမ်ထိုးပါတော့တယ်အာခစ်ရဲ့တငယ်ချင်းသုံးယောက်ကလည်းစိတ်ကြီးနဲ့ဂျင်းနီပုံစံကြည့်ပြီးတော့ကြောက်နေရကြောင်းဝင်ဆွဲဖို့ဝင်လေးနေကြပါတယ်ဒါပေမဲ့အထိုးခံနေရတဲ့အာခစ်ကနှကန်းပေါက်ပြီးတော့သွေးတွေပါထွက်လာကြောင်းဂျန်နယ်သုံးယောက်လည်းရက်ကြည့်မနေနိုင်တော့ပဲဝင်ဆွဲရတော့တာပါဂျင်းနီကဝင်ဆွဲတဲ့သုံးယောက်ကိုပါခြေထောက်စာရီကျွေးပြီးတော့နေရာကနေထွက်ပြေးသွားပါတယ်ကလေးတွေကလည်းဒုတ်တွေကောက်ပြီးတော့ဂျင်းနီနောက်ကိုပြေးလိုက်သွားကြတော့အာခစ်နဲ့ဘုံရောက်တို့နှစ်ယောက်ပဲကြံခဲ့ပါတော့တယ်အဲ့ချင်းဘုံရောက်ကဂျင်းနီရဲ့ပကြီးစာအုပ်ကိုအာခစ်စီကနေလူယူခဲ့ပြီးဂျင်းနီရှိရာကိုပြေးလိုက်လာခဲ့ပါတယ်တပတ်မှာတော့ဂျင်းနီကအာခစ်ရဲ့တငယ်ချင်းတွေလက်ကနေလွတ်အောင်ခြေဦးတရားကိုထွက်ပြေးလာတာကြောင့်လမ်းပြောက်ပြီးတော့ဒေါ်တွေတဲကိုရောက်လာပါတယ်ဒေါ်နဲ့ကြီးမဟုတ်ပေမဲ့တစ်ကြီးဝါးကြီးတွေရှိပြီးတော့အုံမိုင်းနေတာကြောင့်ဂျင်းနီတယောက်တောချောက်ခံပြီးတော့ရုံသုံးကထွက်ပြေးရပြန်ပါတယ်လွေကလည်းတစ်ကိုင်းတစ်ခုနဲ့သွားချိတ်မိနေကြကြောင်းဂျင်းနီခင်ဗျာသူ့ကိုတယောက်ကလမ်းဆွဲထားတယ်ထင်ပြီးလွေကြီးကိုပါချွတ်ချထားခဲ့လိုက်ပါတယ်ကြောက်ကြောက်လန့်လန့်နဲ့ငဲတန်းပေါင်းအော်ရင်းနဲ့ပြေးနေတနေရာရောက်မှာတော့ရေချောင်းတစ်ခုတည်းကိုပြုတ်ကျသွားပါတော့တယ်ရေချောင်းနဲ့ပြန်တက်လာပြီးဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ဘယ်နေရာမှမသိတဲ့ဖျားပြက်ကြီးတွေစီကိုရောက်နေခဲ့တာပါကံကောင်းကျွန်တော်ဘုံရော်လေးကအာခစ်ရဲ့တငယ်ချင်းတွေကိုရှောင်ပြီးတော့ဂျင်းနီနောက်ကိုမိအောင်လိုက်လာနိုင်ခဲ့ပါတယ်ဘုံရော်ကဂျင်းနီကြံခဲ့တဲ့လွယ်နဲ့ပကြီးစာအုပ်လေးကိုပါယူလာပေးတာကြောင့်ဂျင်းနီလည်းဒေါ်လေးဝမ်းသာသွားခဲ့ပါတယ်နေအောင်လုံးကစကားမပြောကြတာကြောင့်ဒူးနဲ့ဒူးထိုင်ကြည့်နေကြရင်ခဏလောက်အနားယူလိုက်ကြပါတယ်အဲ့ချိန်ဘုံရော်ကဂျင်းနီရဲ့ခြေထောက်မှာမျှော်ကြီးတွေနေအောင်တွေးလိုက်ပြီးတော့ဂယူးဆိုင်နဲ့ဖယ်ပေးလိုက်ပါတယ်တပတ်မှာတော့အာခစ်ကမျက်နှာမှာတရားပရပွားနဲ့အိမ်ပြန်သွားခဲ့ပါပြီညနေမောင်ပြိုးစားအချိန်ကိုရောက်တော့ဘုံရောကမီးဖိုလေးတစ်ခုကိုဖိုးပြီးတော့မျောကိုက်ခံထားတဲ့ဂျင်းနီရဲ့ဒဏ်ရာကိုဆေးရွက်တွေအုပ်ပေးပါတယ်ဘုံရောကရွာဝင်းကျင်မှာလဲရီတောတွေချောင်းတွေထဲမှာကျန်းကျန်းတန်းတန်းနဲ့ကြီးပြင်းလာတာကြောင့်တဘောတရားကြီးနဲ့အစိမ့်သက်သက်ဖြစ်နေဂျင်းနီကိုဂယူးဆိုင်ပေးနေကြတာပါရွာမှာတော့ဖွားဆောင်ကြံကသူမိမလေးပြောင်းနေတဲ့အတွက်နတ်ဆရာမပြေးပြီးတော့ကလေးအန်နယ်ကင်းလာဆိုတာကိုမေးနေပါတယ်နတ်ဆရာမဂျင်းနီဘေးမှာစောင့်ရှောက်ပေးမဲ့သူရှိနေကြကြောင်းဘာမှစိတ်ပူဖို့နဲ့နေရာတွင်းမှာကလေးကပြန်လာလိမ့်မယ်ဆိုပြီးအဖွားဆောင်ကြံကိုပြောလိုက်ပါတယ်နောက်နေ့မနက်ကိုရောက်တော့ဘုံရောကသူ့ဘေးမှာအိပ်ပျော်နေဂျင်းနီကိုကြည့်ပြီးတော့ကြည်နူးနေပါတယ်ဂျင်းနီနိုးလာတော့မှနှစ်ယောက်သားပေတီးပေစုံနဲ့ရွာဘက်ကိုပြန်လာခဲ့ကြပြီးရွာဝင်မှာလမ်းခွဲခဲ့လိုက်ကြပါတယ်ဂျင်းနီပြန်လာတော့သူ့ဖွားနဲ့ဦးလေးတွေဒေါ်တွေကအားဝမ်းသာကြိုဆိုကြပေမဲ့ဘုံရော်လေးကတော့ထုံးစံတိုင်းအဖေပြည့်သူရဲ့ကြိတ်လုံးစာပဲစီးကြိုနေတာပါဂျင်းနီနဲ့ဘုံတို့ကကလေးတို့ဘာသာဘာဝလွတ်လပ်လပ်ပျော်ရွှင်နေကြတဲ့စိတ်ဆန္ဒချင်းတူပြီးတော့စကားလုံးဝမပြောကြတဲ့အမူအချင်းချင်းလည်းတူကြပေမဲ့ကွာခြားနဲ့ဘဝဘေးအခြေအနေတစ်ခုမှာတော့ဘုံရော်လေးကတပန်းရှုံးနေခဲ့ပါတယ်ဂျင်းနီကိုသူ့ဖွားရေမိုးချိုးပေးပြီးတော့တက်တက်ရက်နဲ့ကြောင်းသွားဖို့အတွက်ပြင်ဆင်ပေးနေချိန်မှာဘုံရော်လေးကဘုရားသခင်ရှေ့မှာလက်အုပ်ချပြီးတော့နှွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ရဖို့ဆူတောင်းနေခဲ့ပါတယ်ဂျင်းနီကျောင်းရောက်လာတဲ့ချိန်မှာတော့အာခစ်တို့ဖွဲ့ကဂျင်းနီကိုမျက်စောင်းထိုးထိုးနဲ့ဝိုင်းကြည့်နေတာပါဒါမှလည်းဂျင်းနီကအာခစ်တို့တိတ်အောင်မထားပဲစားတင်ကုန်မှာရှိမနေတဲ့တငယ်ချင်းလေးဘုံရောအတွက်ကိုပဲစိတ်ပူနေပါတယ်ကျောင်းစင်းကြီးကိုရောက်တော့အာခစ်ကဂျင်းနီစီကိုရောက်လာပြီးတော့လက်ဆွဲနှုတ်ဆက်လိုက်ကအရင်ရက်ကပြဿနာတွေအတွက်ကြေးအေးလိုက်ပါတယ်ဂျင်းနီပြန်တဲ့လမ်းမှာတော့သူ့ဘောင်းကိုစောင့်နေတဲ့ဘုံရောနဲ့ဆုံခဲ့ပြီးတငယ်နှစ်ယောက်ကျွဲပြူကြီးစီးနဲ့လေရီအင်းနေတဲ့မှာရှောက်လေကြပါတော့တယ်ဂျင်းနီကဘွားရဲ့ပထမအဆုံးတွေးကြုံတဲ့တွေကိုဘုံရောနဲ့တူတူဆော့ရင်းနဲ့ရလိုက်တာကြောင့်ဘုံရောကိုအချစ်ဆုံးတငယ်ချင်းဖြစ်နေတတ်မှတ်လိုက်ပါတယ်ဘုံရောနဲ့ဂျင်းနီတို့လေကွင်းတစ်ခုတည်းရောက်လာချိန်မှာတော့စာကြောအုပ်ကြီးကိုတွေးလိုက်ရပါတော့တယ်အယုတ်ကြီးကဂျင်းနီရဲ့အိမ်မက်ထဲကနတ်ဆိုးကြီးနဲ့သွားတူနေတာကြောင့်ဂျင်းနီကြောင့်ကြောက်နေပြီးတော့ဒီညာနေသွားကြမယ်လို့အမူအရာနဲ့ပြောလိုက်ပါတယ်အဲချိန်ဘုံရောကဂျင်းနီကိုစာကြောအုပ်ကြီးနားကိုခေါ်လာလိုက်ပြီးနှစ်ယောက်သားတူတူအယုတ်ကြီးကိုမီးရှို့ဖျက်ဆီးလိုက်ကြပါတယ်ဂျင်းနီကသူကြောက်တဲ့အရာကြီးကိုဖျက်ဆီးလိုက်နိုင်တဲ့အတွက်ဘုံရောနဲ့လက်ဝါးချင်းရိုက်ပြီးတော့အောင်ပွဲခံလိုက်ပါသေးတယ်တပတ်မှာတော့အရက်မူးပြီးတော့အိတ်နေတဲ့ဘုံလူဝါစီကိုဖူရိုင်းတပည့်တွေကရောက်လာပြီးအရက်ကျွေးလာတောင်းပါတော့တယ်အရက်ကျွေးပေါ်မှာအတိုးတွေပါထည့်တွက်ထားတာကြောင့်ဘုံလူဝါဆက်မဲ့စုစုပေါင်းအကျွေးကဘတ်3000လောက်ရှိကြောင်းဖူရိုင်းတပည့်ကပြောပါတယ်ဘတ်3000ဆိုတဲ့အတန်ကိုကြားလိုက်တော့ဘေးမှာရှိတဲ့ဇနီးပြည့်သူလည်းမျက်လုံးမျက်စံပြူးသွားပါတော့တယ်ဘုံလူဝါကအလောက်ငွေအများကြီးကိုသူဘလို့နီးနဲ့မှစနိုင်လိမ့်မှာမဟုတ်ဘူးဆိုပြီးတော့ပြောတဲ့အခါဖူရိုင်းတပည့်တွေလည်းဘုံလူဝါကိုဆွဲထူပြီးတော့ရိုက်ပါတော့တယ်ဂျင်းနီနဲ့ဘုံတို့ကတော့ကျွဲကိုလေကွင်းထဲမှာထားခဲ့ပြီးရွာနှမ်းလျှောက်လေကြိုင်နဲ့ဘွဲစည်းတန်းတစ်ခုတည်းကိုရောက်လာခဲ့ပါတယ်ဘွဲစည်းတန်းထဲမှာအာခစ်လည်းရှိနေပြီးတော့ဂျင်းနီတို့မြင်တော့ပုံမှန်တိုင်းနှုတ်ဆက်စကားသွားပြောပါတယ်နောက်ပြီးတော့အာခစ်ကကျွမ်းမှာကျွဲစည်းပြိုင်ပွဲလုပ်မဲ့အကြောင်းနဲ့သူလည်းဝင်ပြိုင်မှုစီးရင်ပေးထားအကြောင်းဂျင်းနီလာပြီးတော့အားပေးရမယ်နော်လို့ပြောလိုက်တာပါဘုံရောကတော့အာခစ်ကအနားကပ်ပြီးတော့ကိုကျွဲကိုသွားနှုတ်ဆက်လိုက်အောင်လို့တိုးတိုးလေးပြောလိုက်တာကြောင့်ဘုံရောလည်းသူ့ကျွဲပြူကိုစိတ်ပူပြီးတော့လေဝင်းထဲကိုအမြန်ပြေးပါတော့တယ်အဲ့ချိန်မှာကျွဲကြီးကလေဝင်းထဲမှာရှိနေတော့အကြောင်းဘုံရောကအိမ်ကိုပြန်လာကြည့်လိုက်ပါတယ်သူထင်တယ်လို့ပဲကျွဲကအိမ်ပြန်ရောက်နေပြီးတော့တင်းကုတ်ထဲမှာကြိုးချီခံထားပါပြီတကယ်တော့ဘုံရောရဲ့ဖေဘုံလူကအရက်ကျွေးဆက်ဖို့ပတ်စံမရှိတာကြောင့်ကျွဲကိုရောင်းမှုဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်မိဘရဲ့ရိတ်ခဲကြည့်ပြီးတော့အခြေအနေကိုသဘောပေါက်သွားတဲ့ဘုံရောကကျွဲကြီးကိုအမြန်ခေါ်ပြီးတော့အိမ်ကနေထွက်ပြေးဖို့လှုပ်ပါတော့တယ်အဲ့ချိန်အဖေပြေးသူကဘုံရောကိုကျွဲပေါ်ကဆွဲချပြီးတော့ဖူရိုင်းရဲ့အကျွေးတွေကိုစပ်ဖို့ကျွဲကိုရောင်းအောင်ဖြစ်ချောင်းကိုပြောပါတယ်ဘုံရောကတော့သူ့ကျွဲပြူကိုတန်ရုံးစင်မဖြတ်နိုင်တာကြောင့်အတင်းယုံကန်ပြီးတော့ထွက်ပြေးဖို့ပဲကြိုးစားနေတာပါဘလို့မှမတတ်နိုင်တဲ့အဆုံးမှာတော့ဘုံလူကလည်းသားဖြစ်သူကို
အိမ်ထဲဆွဲထဲလိုက်ပြီးတော့အပြင်ကနေတကားတော့ခတ်ထားခဲ့ပါတော့တယ်ဘုံရောရဲ့ချင်းနီတို့တီးလိုက်တဲ့ဂျင်းနီလေးကတော့ဖူရိုင်းရဲ့အိမ်ထဲကိုအတင်းပြေးဝင်လာခဲ့ပြီးဓမင်းစားနဲ့ဖူရိုင်းရှိမှစာရွက်လေးတစ်ရွက်ကိုပြစ်ပေးသွားပါတယ်ဂျင်းနီကိုဖူရိုင်းတပည့်တွေကအိမ်ပြင်ပြန်ဆွဲထုတ်သွားချိန်မှာတော့ဖူရိုင်းလည်းဂျင်းနီပေးခဲ့တဲ့စာလေးကိုဖွင့်ကြည့်လိုက်ပါတယ်စာထဲမှာတော့ဂျင်းနီကဖူရိုင်းကိုလူမဆန်တဲ့ဘလူးကြီးဆိုပြီးတော့ပြောထားခဲ့တာပါဖူရိုင်းလည်းသစိမ်းကလေးမလေးတယောက်ကပေးသွားတဲ့စာကိုဖွင့်ဖတ်ပြီးတော့နက်နက်ရှိုင်းရှိုင်းတွေးမိသွားတာကြောင့်သူ့အတွက်မပြောပါတော့တဲ့ငွေပမာဏလေးကဘုံလူအားတို့မိသားစုအတွက်ဘယ်လောက်ထိခက်ခဲသွားမယ်ဆိုတော့သဘောပေါက်သွားပါတော့တယ်နောက်နေ့မနက်စောစောအချိန်မှာတော့ဂျင်းနီကဘုံရောတို့အိမ်ကိုအပြေးရောက်လာပြီးတော့အိမ်ထဲမှာတော့ခတ်ခံထားတဲ့ဘုံရောကိုခေါ်ထုတ်လာလိုက်ပါတယ်အဲနောက်နှစ်ယောက်သားကျွဲပြူရို့ခိုးထုတ်လာကြပြီးတော့ထွက်သွားဖို့ပြင်နေကြတော့မှအပေါင်းမှာဘုံလူအားရောက်နေရကိုတွေးလိုက်ရပါတော့တယ်ဒါပေမဲ့ဘုံလူအားသူ့သားကိုအရင်လိုရိုက်နှက်ဖို့ရောက်လာတော့မဟုတ်ပါဘူးသူ့လိုရက်သမားဖခင်လူကြောင့်ဘုံရောလေးလူတော်မတိုးတဲ့ဘဝရောက်နေရတာကိုနားလေသွားခဲ့ဖြစ်ပြီးဒါဖြစ်သူရဲ့လောက်ရက်ပေါ်ခွင့်လွှတ်ပေးဖို့ဆုံးဖြတ်ချက်ချခဲ့တာပါဘုံလူအားကကျွဲဝယ်မဲ့လူတွေရောက်လာပြီဖြစ်လို့ကျွဲပြူရို့ခေါ်ပြီးတော့အမြန်ထွက်ပြေးပါတော့လို့ဘုံရောလေးကိုပြောလိုက်ပါတော့တယ်ဒီလိုနဲ့ဘုံရနဲ့ဂျင်းနီတို့ကျွဲကြီးကိုခေါ်ပြီးတော့ထွက်သွားကြချိန်မှာတော့ဘုံလူကကျွဲဝင်မဲ့လူတွေကိုဖြည့်ချင်းချက်ပေးဖို့နီလန်ရှာနေခဲ့ပါတော့တယ်အဲနောက်မှာတော့ဘုံရရဲ့အမေကအဖွားစုံကြိုင်စီကိုရောက်လာပြီးတော့ဂျင်းနီနဲ့ဘုံရတို့ကျွဲနဲ့ထွက်ပြေးသွားတဲ့အကြောင်းကိုလာပြီးတော့ပြောပြလိုက်ပါတယ်အဖွားစုံကြိုင်တော့သူမိမလေးကကောင်းတဲ့ຢာတွေပဲရွေးလုံးမယ်ဆိုတော့သူကယုံကြည်နေတာကြောင့်ဘာမှစိတ်မပူဖို့ဘုံရရဲ့အမေကိုပြန်ပြောလိုက်ပါတယ်ဒါပေမဲ့တော့ဘုံရနဲ့ဂျင်းနီတို့ကရွာနဲ့ခန်းလန်းလက်မှာရှိတဲ့ရေကန်ကြီးတစ်ခုနာကိုရောက်နေခဲ့ကြတာပါဂျင်းနီကအာခေပေးထားတဲ့ကျွဲပြိုင်ပွဲကြော်ညာစာကိုကြည့်ပြီးတော့ဘုံရောဝင်ပြိုင်ခိုင်းမှုအကြံရသွားပါလိပြိုင်ပွဲမှာနိုင်လို့ရှိရင်ဘတ်1000ခွဲစုရမှာဖြစ်တာကြောင့်ဂျင်းနီလည်း9မြနဲ့ဘုံရောင်းကိုသွားပြီးတော့ပြိုင်ပွဲကြော်ညာစာကိုပြစ်ပေးလိုက်ပါလိဒုံနဲ့စိတ်တူကိုလူတငယ်ချင်း2ယောက်သားကျွဲပြိုင်ပွဲကိုသွားကြဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်ကျွဲပြိုင်ပွဲကိုအာခေရဲ့အဖိုးဖူရိုင်းကဥဆောင်ပြီးတော့ကျင်းပနေတာပါနောက်ကြမှာရောက်လာတဲ့ဘုံရောတို့ကပြိုင်ပွဲပထမအတုပ်ကိုတော့မမီလိုက်တာကြောင့်အာခေရောပါတဲ့ဒုတိယအတုပ်မှာပဲနောက်ဆုံးဆင်းပေးသူနေနဲ့ရှင်ပြိုင်ခွင့်ရလိုက်ပါတယ်ကျွဲပြူရစီးပြီးတော့ဘုံရောလည်းဝင်ပြိုင်မှာဖြစ်ကြောင်းပွဲကျင်းနာသူကမိုင်းနဲ့ဟစ်လိုက်တော့အာခေလည်းမနာလိုဖြစ်နေခဲ့ပါတယ်ဒါမှလည်းဘိုးပြည့်သူဖူတိုင်းကိုတိုင်းဘုံရောလေးဝင်ပြိုင်ခွင့်ပေးထားကြောင်းအာခေလည်းဘာမှအထုံးမတက်ရဲတော့ပါဘူးပြိုင်ပွဲတစ်ချီတိုင်းမှာအနိုင်ရသူ2ယောက်ကပဲချန်ပီယံပွဲစဉ်ကိုရှင်ပြိုင်တက်လန်းမှာဖြစ်တာကြောင့်ဂျေနာချက်ပြောပြီးတဲ့နောက်ပြိုင်ပွဲကိုစတင်မှုအသင်ပြင်ကြပါတော့တယ်ဘုံရောရဲ့ကျွဲပြူကြီးကပြိုင်ပွဲဝင်ကျွဲမဟုတ်ဘဲနဲ့ခိုင်းကျွဲဖြစ်တာကြောင့်ပွဲမစားခင်မှာလဲအိတ်လို့နေတာပါအဲဒါကြောင့်ပွဲကျင်းနာသူကဘုံရောကို10စက္ကန့်အတွင်းကျွဲပြန်ထအောင်မလုံးနိုင်အော်တိုရှုံးပြီးသားဖြစ်ကြောင်းကိုပြောလိုက်ပါတယ်ကံကောင်းကျွန်တော်ကျွဲကြီးကနောက်ဆုံးစက္ကန့်အလိုမှပြန်ထလာခဲ့ပါတယ်ဒုံနဲ့တိုင်းက1 2 3ရီလိုက်ပြီးတော့ပွဲစားကြောင်းအချက်ပေးကမှုတ်လိုက်ချိန်မှာတော့ဘုံရောရဲ့ကျွဲပြူကြီးကလန့်ပြီးတော့မပြေးပဲရက်နေခဲ့ပါတယ်သူများကျွဲတွေရှေ့တစ်ပြားလောက်ရောက်ချိန်ကြတော့မှကျွဲပြူကြီးကထပြေးတာကြောင့်ဘုံရောလည်းနှဖားကျိုးအားကုန်ခါပြီးတော့မောင်းပါတော့တယ်တခြားပြိုင်ပွဲဝင်တွေကခြေချော်ပြီးတော့ကျွဲပေါ်ကပြုတ်ကျသွားတာကြောင့်ဒီသုံးမှာအာခေတ်ကပထမရသွားပြီးတော့ဘုံရောလေးကတော့ဒုတိယရခဲ့ပါတယ်ဂျင်းနီကလည်းဘုံရောလေးဖိုင်နယ်တက်ခွင့်ရသွားတဲ့အတွက်ရမ်းပျော်ပြီးတော့ဘုံရောကိုပြေးဖတ်လိုက်တော့တာပါဖိုင်နယ်ပွဲစဉ်မတိုင်ခင်15မိနစ်အနားပေးထားချိန်မှာတော့အာခေတို့တငယ်ချင်းတိုက်ကဘုံရောကိုအကျဉ်းရုပ်ဖို့အတွက်ကြံစီနေပါတော့တယ်ဂျင်းနီကဖိုင်နယ်ပွဲမှာကျွဲပြူကြီးခရာတန်ကြားပြီးတော့မလန့်ရအောင်ကျွဲရဲ့နားတွေကိုခြေအိတ်နဲ့ပိတ်ပေးထားလိုက်ပါတယ်ခဏကြာမှတော့ပွဲစားတော့မှာဖြစ်လို့ပြိုင်ပွဲဝင်နေတဲ့ကျွဲတွေလည်းအသီးသီးနေရာယူလိုက်ကြပါတယ်ဒီသုံးမှာတော့ကျွဲနဲ့တူအရင်ဆုံးပန်းဝင်တဲ့ပြိုင်ပွဲဝင်တဦးတည်းကသာချန်ပီယံဆုဘန်းငွေ1000ခွဲကိုရရှိမှာဖြစ်ပါတယ်ပွဲစားတွေကြောင့်ချက်ပေးကမှုတ်လိုက်ချိန်မှာတော့ပြိုင်ပွဲဝင်တွေလည်းအားသွန်ခွန်ဆိုင်နဲ့ကျွဲမောင်းကြရင်အကျိတ်နယ်ကိုရှင်ပြိုင်ကြပါတော့တယ်ပွဲလေတော့မှာတော့လူကြီးတွေကကိုယ်ဝိတ်ကိုမထိန်နိုင်ကြတော့တဲ့အတွက်ကျွဲပေါ်ကနေပြုတ်ကျသွားကြပြီးလူကောင်သေးတဲ့အာခိနဲ့ဘုံရောတို့ဂလေး2ယောက်သာကြံနေခဲ့ပါတော့တယ်ဘုံရောရဲ့အဖေနဲ့မိလည်းရောက်လာပြီးတော့ဂျိုးစသားပြိုင်ပွဲဝင်နေတဲ့သားဖြစ်သူကိုအားပေးကြတော့တာပါဘုံရောကဥဆောင်ပြီးတော့ထိတ်ဆုံးမှာရောက်နေတာကြောင့်ဂျင်းနီလီရောဘုံရောရဲ့မိဘတွေကပါအပျော်ကြီးပျော်နေတော့တာပါဒါပေမဲ့ပန်းဝင်ရန်ဒီမှာအာခိရဲ့တငယ်ချင်းကဘုံရောရဲ့ကျွဲပြူကြီးနာကိုပြောအိုးတွေလှမ်းပစ်လိုက်တာကြောင့်ကျွဲကြီးကလည်းလှမ်းပြီးတော့ချန်စီယိုဘက်ကိုလှည့်ပြေးပါတော့တယ်ကျွဲကြီးကတန်ဆူးကြိုးတွေနဲ့မှချိတ်မိပြီးတော့တော်တော်ဝူးဝူးထွက်ပြေးသွားတာကြောင့်ဘုံရောလေးလည်းကျွဲနဲ့ပါသွားခဲ့တာပါမသမားတဲ့နီးနဲ့အနာရလိုက်တဲ့အာခေကတော့လူတွေရှိမှမြောက်ကြွားကြွားနဲ့အောင်ပွဲခံနေပါတော့တယ်အဲချိန်မှာပဲအဖိုးပြည့်သူရောက်လာပြီးတော့အာခေကဒီပွဲရဲ့ချန်ပီယံမဟုတ်ဘူးလို့ပြောချလိုက်ပါတယ်ဒါပေမဲ့တော့ဘုံရောရဲ့နောက်ကိုဂျင်းနီလေးလိုက်လာတဲ့ချိန်ကျွဲပြူကြီးကတန်ဆူးကြိုးတွေနဲ့ညှိပြီးတော့မြေပေါ်လဲကျနေပါပြီကျွဲကြီးကပြင်းထန်ထန်ထန်အားရသွားတာကြောင့်ဂျင်းနီနဲ့ဘုံရောလေးကကျွဲကြီးကိုတနာပြီးထိုင်ငိုနေကြပါတော့တယ်ဂျင်းနီကတန်ဆူးကြိုးတွေကိုဖယ်ပေးဖို့လုပ်ပေမဲ့လေကျွဲကြီးကနည်းနည်းလေးလှုပ်တာနဲ့နာနေရကြောင့်ဖယ်ပေးလို့မရခဲ့ပါဘူးခဏကြာမှတော့ဘုံရောရဲ့မိဘတွေနဲ့ပြိုင်ပွဲတွေကလူတွေလည်းလိုက်လာကြပြီးဘုံရောတို့ကိုကြည့်ကစိတ်မကောင်းဖြစ်နေခဲ့ကြပါသည်ဖူယန်ကအာသွန်ခွန်ဆိုင်ဝင်ပြိုင်ခဲ့ကြတဲ့ဘုံရောနဲ့ကျွဲပြူကြီးကိုလေးစားမိသွားတာကြောင့်လက်အုပ်ချပြီးတော့အတိအမှတ်ပြုလိုက်ပါသည်ဘုံရောကသူကျွဲပြူကြီးဘလို့မှမတတ်တာတော့ထင်ပြီးတော့ဝမ်းနဲ့ပက်လက်ဖြစ်နေချိန်မှာတော့ဂျင်းနီလေးကကျွဲကြီးရဲ့ခေါင်းကိုပုတ်ပေးပြီးတော့တချင်းလေးတစ်ပုတ်တီတို့ဆိုပြလိုက်ပါသည်အခါတရမှာတစ်ခါတော့စကားပြောဖို့ခိန်းလာတဲ့ဂျင်းနီလေးကတချင်းမှာဆိုပြလိုက်တာကြောင့်လာကြည့်တဲ့လူတွေအားလုံးလည်းမှင်သက်ကုန်ကြတော့တာပါဘုံရောကလည်းတချင်းဆိုနဲ့ဂျင်းနီကိုကြည့်ရင်တော်လေးကိုအံ့ဩထူးဆန်းနေရပါတယ်
နောက်ဆုံးမှာတော့ကျွဲပြူကဘုံရောနဲ့ဂျင်းနီလေးတို့ရဲ့မြစ်တာတွေကြောင့်ခွန်အားတွေပြန်လဲရလာပြီးရှိသမျှအားနဲ့ပြန်ပြီးယုံထလာနိုင်ခဲ့ပါတော့တယ်။အဲနောက်မှာတော့ဘုံရောနဲ့ဂျင်းနီတို့ကသူတို့သွားနေကြနေရဖြစ်တဲ့လေကွင်းလေးနှစ်ဘေးကိုထွက်လာခဲ့ကြပြီးနှုတ်ဆက်တဲ့အနေနဲ့တယောက်ကိုတယောက်ဖတ်ထားလိုက်ကြပါတယ်။အချိန်တစ်နှစ်လည်းကုံဆုံးသွားပြီဖြစ်လို့ဂျင်းနီလေးလည်းနိုင်ငံသားကိုပြန်သွားတော့မှဖြစ်ပါတယ်။အဖွားဆုံးကြိုင်ကဂျင်းနီလေးတို့နှုတ်ဆက်လက်ဆောင်နေနဲ့အမေဖြစ်သူရဲ့ရိုးရာဝတ်စုံလေးကိုဝတ်ပေးလိုက်ပြီးမိဖွားနှစ်ယောက်သာရွာကနေထွက်လာခဲ့လိုက်ကြပါတယ်။ဂျင်းနီလေးအိမ်ပြန်လမ်းမှာတော့ခြေဆုံးတငယ်ချင်းလေးဘုံရောကကျွဲပြူယူစီးပြီးတော့လိုက်ပို့ပေးခဲ့တာပါ။တနေ့ဆိုတဲ့အချိန်တိုလေးအတွင်းမှာဂျင်းနီတို့ကမရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကနေမေးဖြောက်လို့မရနိုင်တဲ့အမှတ်တရတွေတပုံတပင်ကြီးပိုင်ဆိုင်ခဲ့လိုက်ရပြီးအမှုချင်းတူတဲ့တငယ်ချင်းတူးကိုပါရရှိခဲ့ပါတော့တယ်။စုံသက်မှာတော့ဂျင်းနီလေးကသူ့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့တငယ်ချင်းတူးနဲ့လွမ်းဆိုးစရာပြည့်နှက်နေတဲ့ကျေးလက်တောရွာလေးကိုကြောခိုင်းထွက်ခွာလာခဲ့ရင်းနဲ့ပဲဇက်ကားလေးဟာဒီနေရာမှာဇက်သိမ်းသွားခဲ့ပါတယ်ခင်ဗျာ။